ညီမကအိမ်အောင်သေးပါရှင်အိမ်အောင်ကြတာ2နှစ်ကျော်ပါပြီအမျိုးသားတွေကချစ်သူတက်တန်း12နှစ်ကြိုက်ပြီးမှယူခဲ့ပါတယ်ချစ်သူတက်တန်းအတွင်းမှာမကြိုက်တဲ့အရာကတော့အရက်ပီယာတောက်တာပါချစ်သူတက်တန်းတစ်လျှောက်လုံးလည်းဒီကိစ္စနဲ့ပဲအမြဲရန်ဖြစ်ပြဿနာတက်ရပါတယ်ကိုပြောင်းလဲလို့ရနိုင်မယ်ဆိုတာရဲ့ချစ်လို့ရဲ့ယူခဲ့ပါတယ်အခုအိမ်အောင်တက်တန်းမှာလည်းကျန်တာအကုန်ကောင်းပါတယ်ဒါပေမဲ့တောက်တာနဲ့ပဲရန်ခဏခဏဖြစ်ပါတယ်ရှင်တောက်တာမကြိုက်ကြောင်းလည်းခဏခဏညှိပါတယ်ကိုမကြိုက်ပေမဲ့သူကြိုက်တယ်လို့ပြောပါတယ်ရှင်အဓိကကသူကျမ်းမာရေးကြောင့်ညီမအနေနဲ့တားနေရတာဖြစ်ပါတယ်ရှင်တခုသိကျင်တာကသမီးစားပဲဖြစ်ဖြစ်အိမ်အောင်တယ်ပဲဖြစ်ဖြစ်ကိုအမျိုးသမီးမကြိုက်တာကိုရှောင်ကျဉ်ကြရမှာစိတ်ချမ်းသာမှုပေးရမှာအမျိုးသားတွေလုပ်ပေးရမှာမဟုတ်ဘူးလားရှင်ညီမအနေနဲ့မကြိုက်တဲ့အရာကိုတော့တစ်လမှ2ခါခွင့်ပြုမယ်ဆိုတာကိုအစမပြေဖြစ်နေပါတယ်ညီမဘက်ကလည်းဒီကိစ္စနဲ့ပဲစကားအခြေတင်ဖြစ်နေရတာကိုတော်တော်ညှင်းငွေနေပါပြီဘယ်လိုလုပ်တဲ့နဲ့ဆိုတာအကြံလေးပေးလို့ရမလားလို့ပါရှင်မိမသားတို့ရှင်ဖွင့်ရ